Hi guys, it's me Nui and welcome back to my vlog. So the vlog ကတော့ Nui ရဲ့ solo vlog မဟုတ်ဘဲနဲ့ဒီတကယ်ချင်းနေနဲ့ပေါ့နော် uni vlog with my friends vlog လေးပဲဖြစ်ပါတယ်။တို့ဒီ final မှာနောက်ဆုံးတကယ်ချင်းနေနဲ့အတူတူ performance လုပ်ခဲ့တဲ့ record လေးကိုပြန်ပြီးတော့မှတ်တမ်းတင်ချင်တာနဲ့ vlog လေးလုပ်ဖြစ်သွားတာပဲဖြစ်ပါတယ်။ဆိုတော့စုံနေကြည့်ပေးပါအောင်။ပုံမှန်ဆိုလို့ရှိရင်တို့ volcan နေမှာတိတ်ပြီးတော့dance performance တွေ participate တိတ်မလုပ်ဘူးဒါပေမဲ့ဒီတစ်ခါကတော့မမရဖြစ်ရှင်တာနဲ့တကယ်ချင်းတွေအကုန်လုံးတူတူတိုင်ပင်ပြီးတော့ရှမ်း dance performance လုပ်မယ်ဆိုပြီးတော့တူတူကဖြစ်သွားတာပါအဲ့ဒီမဲ့မျိုး member အားလုံးပေါင်း9ယောက်ရှိတယ်ပေါ့နော် main ကလေးက6ယောက်ယောက်ျားလေး1ယောက်ပေါ့နော်ရှမ်းကောင်လေး1ယောက်ပေါ့နော်တကယ်တော့မျိုးတို့ထည့်ချင်တာကရှမ်းကိုအကောင်းလေးအနည်းဆုံး2ယောက်ဒါမှမဟုတ်3ယောက်လောက်ထည့်ချင်တာဒါပေမဲ့တကယ်ချင်းတွေကဘလို့မှခေါ်လို့မရဘူးအဲ့ဒါနဲ့နောက်ဆုံးမကြီးဆိုပဲကျန်တာတော့မကြီးဆိုကတော့သူကထုံးစံတိုင်းအမြဲတမ်း active ဖြစ်နေတာဆိုတော့ okay ပါမယ်ဆိုပြီးတော့အကုန်လုံးသူ rehearsal လုပ်ကြတယ်ပေါ့နော် rehearsal လုပ်တော့လေနှွေတို့လူအရင်ညှိရတယ်ပေါ့နော်လူအရင်ညှိရတယ်ဆိုတာကဘယ်လိုမျိုးလဲဆိုလို့ရှင်မအောင်ဆိုတော့ကိစ္စအကြီးကြီးရှိတာဆိုတော့လည်းအဲ့လိုလည်းမဟုတ်ဘူးဒီတိုင်းရေကိုလူကစုံလိုက်မစုံလိုက်ပေါ့နော်ခုလဲ member 9ယောက်ရှိရဲ့အဲမှာနှွေတို့3ယောက်ကပျောက်နေပြီးတော့4ယောက်ပဲ rehearsal လုပ်နေတာပေါ့နော်ကျောင်းကန်းနဲ့ rehearsal လုပ်တဲ့နေ့တွေဆိုလို့ရှိရင်နှွေးပျောက်နေတာများတယ်ပေါ့နော်ခုဒီနောက် rehearsal နေ့လည်းနှွေးရှိမနေဘူးအဲ့တော့နှွေးကျောင်းပြေးတာလားကျောင်းလက်တာလားဆိုတော့လည်းမဟုတ်ဘူးကျမကျောင်းမှာရှိတယ်ဒီ EC meeting working ကိစ္စနဲ့ပတ်သက်ပြီးတော့ခေါ်နေသွားနေရတာရင်းနဲ့တနေ့ချင်းနေနဲ့အကမ join ဖြစ်ဘူးပေါ့နော်ရှိတဲ့လူနဲ့ပဲသူတို့ rehearsal တိုက်နေကြတာပါOkay ဒီတစ်ခါတော့လူစုံသွားပါပြီမစုံလို့လည်းမရတော့ဘူးမနေ့ပြန်တွေတို့ပွဲကြီးနေတကယ်ပွဲနေပေါ့နော်တော့ဒီညနေပိုင်းပန်တွေတို့ performance group တိုင်းအကုန်လုံး rehearsal တိုက်ပေးရတယ်အစီအစဉ်တင်ဆက်သူနဲ့ညှိပြီးတော့ပေါ့နော်ဆိုတော့လူစုံတော့မိတ်ဆက်ပေးမယ်ဆိုတော့ရှေ့မှာစုတရနာရဲ့ Mittery ရွှေနွေးရဲ့ပေါ့နော်ပြီးရင်အနောက်ကတော့ခင်မျိုးတီရဲ့နောက်ဆိုရနွေးရဲ့အနောက်ပြီးရင်စုတရနာရဲ့ဘေးနဲ့ညာကကျတော့ရွှေနဲ့တန်တန်ပြီးဟိုဘက်အစုံဆုံးကကျတော့ခွဲမှာလူကောင်းတီးဆုံးမှန်ပါဖြစ်တဲ့ကလေးလေးဝင်းဝဖြူပေါ့နော်နှွေတို့ကတော့ကလေးလေးလိုပဲခေါ်ကြပါတယ်ဒါနှွေတို့အားလုံး member 9ယောက်ဖြစ်ပါတယ်dance ကောက်ကွာနာရောက်လို့ရှင်နှွေတငယ်ချင်းတွေကိုပြန်ကြည့်ရပါတော့ဘာလို့လဲဆိုလို့ရှင်နှွေရောင်တက်ပြီးတော့အကုန်လုံးသူများနဲ့သူလိုက်ပြီးတော့လှည့်မိလို့နှွေတို့ကကျတော့နောက်ကမင်းကလေး6ယောက်ကအဲ့ချိန်မှာဒီ3ယောက်စီခွဲပြီးတော့ opposite ကောက်ကွက်ကရတာပေါ့နော်အဲ့ချိန်မှာအများနဲ့ရောင်ပြီးတော့တငယ်ချင်းတွေနဲ့အတူတူတပြေးတဲ့အကုန်လုံး like လှည့်မိတဲ့ပေါ့နော်Okay performance မစခင်နှွေတို့ဖွဲမြောက်ခင်မင်းနဲ့10အလိုမှာ
ဘာညာကွာရိုက်တီပေါ့နော်အကုန်လုံးကကျမတို့အကုန်လုံးရှမ်းနေပါရှမ်းစစ်တွေပါကျမလည်းရှမ်းစစ်ပါနောက်ကမာကြီးဆိုလည်းရှမ်းစစ်ဖြစ်ပါတယ်ယုံကြည်မယုံကြည်နေပေါ့နော်အဲ့ရှင်အခန်းထဲမှာလူတွေရှမ်းရှုပ်ရှက်ခက်အမများအားစင်းမြင့်ပေါ်သို့ဖိတ်ခေါ်အပ်ပါရှင်ပြမတာပြောရတာနည်းနည်းလေးစိတ်လှရှားတယ်ပြီးနောက်မှာတငယ်ချင်းတွေရှိနေတော့မှpublic performance ဆိုတော့လူကတင်းငင်ကြအောင်သာစောင်းနေတာပါတကယ်တမ်းကျမစိတ်ထဲမှာပြောင်းဆန်နေတာပါ Okay let's see our performance
ကဲခေါလုံးအောင်မြင်တဲ့ကလို့ပြီးသွားပါပြီရှင်အားလုံးပဲစုံနေကြပြီလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင် So see you in my next vlog